အားလုံးမင်္ဂလာပါဒါကတော့မြစ်ကြီးနားနေတနိုင်းကိုသွားတဲ့လမ်းမှာဖြစ်ပါတယ်10လပိုင်း9ရက်နေ့မှာလမ်းကတော့ဒီနေ့နေသားရဆိုပေမဲ့အရင်နေ့ကရွာထားတဲ့မိုးတွေကြောင့်ခွက်တွေအရန်ထူနေပါတယ်ကျွန်တော်လာတဲ့ကားပြီးတော့တစ်ဖက်ကျွန်းနေလို့ဝိုင်းတွန်းနေရပါတယ်လမ်းမှာလည်းဒီမှာကားတစ်စီးက6ဘိန်းပေါ့နော်ကုန်တင်တဲ့ကားတစ်စီးကတိတ်မှောက်နေပါတယ်ဒီကားကလူတွေဝိုင်းဝန်းပြီးတော့ကျွန်တော်ကားကိုလည်းဝိုင်းတွန်းပြီးနေကြတာဖြစ်ပါတယ်ကဲကျွန်တော်လည်းသွားတွန်းလိုက်အောင်မယ်နော်我弄的假的，你要不然快弄没？ကျွန်တော်ကတော့ဝိုင်းတွန်းလိုက်ကြတာဘွက်ကိုတော့ကြော်သွားပါပြီကားလေးတိလေးဆိုတော့ကားကြီးသမားတွေကတော့တိမ်မောက်သွားတဲ့ကားကြီးကတော့ပစ္စည်းတွေကဲ့နေပါတယ်လို့စမြိုက်တမာတယ်ဒီနေ့က10လပိုင်း9ရက်နေ့ဖြစ်ပါတယ်